ဝိပုယကျမ်းအခန်းကြီးကိုအခန်းကြီးကိုသည်ယစ်ပရောဟိတ်များအလုံးစတင်ခြင်းအကြောင်းဖြစ်သည်အခန်းငယ်1အထမနေ့၌မောရှေသည်အာယုန်နှင့်သူ၏သားများဣသရေလအမျိုးအသက်ကြီးသူများတို့ကိုခေါ်၍အာယုန်အားတင်းသည်အပြစ်ဖြေရာရစ်ဖို့အပြစ်မပါသောနွားတငယ်တစ်ကောင်မိရှို့ရာရစ်ဖို့အပြစ်မပါသောတိုးထီးတစ်ကောင်ကိုယူ၍ထာဝရဘုရားရှိတော်၌ပူဇော်လော့ဣသရေလအမျိုးတို့အားလည်းတင်တို့သည်အပြစ်ဖြေရာရစ်ဖို့စိတ်သူငယ်တစ်ကောင်မိရှို့ရာရစ်ဖို့အပြစ်မပါအခါမလဲသောနွားတငယ်တစ်ကောင်တိုးသူငယ်တစ်ကောင်ထာဝရဘုရားရှိတော်၌ပူဇော်သောမိတ္တဟာရစ်ဖို့နွားထီးတစ်ကောင်တိုးထီးတစ်ကောင်စီနှင့်ရောသောဘောဇဉ်ပူသောတကာကိုယူကြလော့ယနေ့ထာဝရဘုရားသည်တင်တို့အားထင်ရှားတော်မူမည်ကိုပြောလော့ဟုဆိုလေ၏မောရှေမှာထားသောအရာတို့ကိုပရိသတ်စည်းဝေးရာတဲတော်ရှိသို့ဆောင်ခဲ့ပြီးမှပရိသတ်အပေါင်းတို့သည်ချင်းကပ်၍ထာဝရဘုရားရှိတော်၌ရပ်နေကြ၏မောရှေကလည်းတင်တို့သည်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဤသို့ပြုကြ၍ထာဝရဘုရား၏ဘုန်းတော်သည်တင်တို့အားထင်ရှားမည်ဟု၍၎င်းအာယုန်အားလည်းတင်သည်ရစ်ပလင်သို့သွား၍ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းတင်အပြစ်ဖြေရာရစ်မိရှို့ရာရစ်ကိုပူဇော်သဖြင့်တင်နှင့်လူများအတွက်အပြစ်ဖြေခြင်းကိုပြုလော့လူများဆောင်ယူခဲ့သောပူဇော်တကာကိုလည်းပူဇော်၍သူတို့အတွက်အပြစ်ဖြေခြင်းကိုပြုလော့ဟု၍၎င်းဆိုလေ၏အာယုန်ကလည်းရစ်ပလင်သို့သွား၍မိမိနှင့်ဆိုင်သောအပြစ်ဖြေရာရစ်နွားတငယ်ကိုတတ်လေ၏သူ၏သားတို့လည်းအသွေးကိုယူဆောင်ခဲ့သဖြင့်အာယုန်သည်မိမိလက်ညှိုးကိုအသွေး၌နှစ်၍ရစ်ပလင်ဥကြိုတို့၌ထည့်ပြီးမှကျွင်းသောအသွေးကိုရစ်ပလင်ရှင်ရင်နား၌တွန်လေ၏အပြစ်ဖြေရာရစ်ကောင်စီဥကြောက်ကပ်အသေးပေါ်၌ရှိသောအမေးကိုရစ်ပလင်ပေါ်မှမီးရှို့လေ၏ထို့သို့ထာဝရဘုရားသည်မောရှေအားမှာထားတော်မူ၏အသားနှင့်အရေကိုတက်ပြင်မှမီးရှို့လေ၏မီးရှို့ရာရစ်ကောင်ကိုလည်းတက်၍သူ၏သားတို့သည်အသွေးကိုဆက်ပြီးလျှင်သူသည်ရစ်ပလင်ပေါ်ပတ်လည်၌ဖြန်းလေ၏သူတို့သည်မီးရှို့ရာရစ်ကောင်သားတစ်များနှင့်ခေါင်းကိုဆက်၍သူသည်ရစ်ပလင်ပေါ်မှမီးရှို့လေ၏ဝမ်းထဲ၌ရှိသောအရာများနှင့်ခြေတို့ကိုဆေးကြော၍ရစ်ပလင်ပေါ်မှမီးရှို့ရာရစ်နှင့်အတူရှို့လေ၏လူများပူဇော်တကာကိုလည်းဆောင်ခဲ့၍လူများအပြစ်ဖြေရာရစ်ဖြစ်သောစိတ်ကိုယူတတ်ပြီးလျင်ရှေ့နီးတူအပြစ်အတွက်ပူဇော်လေ၏မီးရှို့ရာရစ်ကောင်ကိုလည်းဆောင်ခဲ့၍ထိုနီးတူပူဇော်လေ၏ဘောဇဉ်ပူဇော်တကာကိုလည်းဆောင်ခဲ့ပြီးလျင်လက်တဆုပ်ယူ၍ရစ်ပလင်၌နနက်မီးရှို့ရာရစ်နားမှမီးရှို့လေ၏လူများအတွက်မိတ္တဟာရစ်နွားထီးတိုးထီးကိုလည်းတက်၍သူ၏သားတို့သည်အသွေးကိုဆက်ပြီးလျင်သူသည်ရစ်ပလင်ပေါ်အပတ်လည်၌ဖြန်းလေ၏အမီးနှင့်တကွဥကိုဖုံးအုပ်သောစီဥကြောက်ကပ်အသေးအမေးတိုးနွားစီဥကိုရင်ဘတ်ပေါ်မှတင်၍ရစ်ပလင်၌မီးရှို့လေ၏ရင်ဘတ်နှင့်လက်ရပခုံးကိုထာဝရဘုရားရှေ့တော်၌ချီလွှဲ၍ချီလွှဲသောပူဇော်တကာကိုပြုလေ၏ထိုသို့ပြုရမည်ဟုမောရှေမှာထားသည်အာယုန်သည်မိမိလက်ကိုလူများရှေ့သို့ချီလျက်ကောင်းကြီးပေး၍အပြစ်ဖြေရာရစ်မီးရှို့ရာရစ်မိတ္တဟာရစ်ကိုပူဇော်ရာမှဆင်းလေ၏တဖန်မောရှေနှင့်အာယုန်တို့သည်ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍ထွက်ပြီးမှလူများကိုကောင်းကြီးပေးသဖြင့်ထာဝရဘုရား၏ဘုန်းတော်သည်လူများတို့အားထင်ရှားလေ၏ထာဝရဘုရားထံတော်မှမီးထွက်၍ရစ်ပလင်ပေါ်မှရှိသောမီးရှို့ရာရစ်နှင့်စီဥကိုလောင်လေ၏ထိုအကြောင်းအရာကိုလူများတို့သည်မြင်သောအခါကြွေးကြော်၍ပျော်ဝဲကြ၏ဝိပုယကျမ်းအခန်းကြီးကိုပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်